င်္ဂလာပါကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာရွက်ပေးနေပညာဖြစ်ပါတယ်ခုနေ့သားသမီးများအားလုံးကျန်းမာချမ်းသာကြပါစေဒီတစ်ခါပြောပြပေးခြင်းနဲ့ပြောပြပေးမယ့်နေ့တွေကတော့ပေါ့နော်ကိုယ်စီကိုလာမဲ့မကောင်းတဲ့ negative energy တွေကိုကာကွယ်ပေးုံနဲ့မကဘဲနဲ့တံပြန်ပေးနိုင်တယ်မှန်လေးတစ်ချက်စီရင်လေးပြောပြပေးမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့သူနှစ်မျိုးပဲရှိပါတယ်လွယ်လွယ်လေးပါဒီလိုမှန်ဝိုင်းလေးတစ်ချက်လိုပါမယ်ဘောင်လေးပါတယ်ဂျေလီနဲ့ချိတ်ဆွဲလို့ရတယ်မှန်ဝိုင်းလေးတစ်ချက်လိုမယ်ပြီးလို့ရှိရင်ဒီမာဂါပန်တစ်ချက်လိုတစ်ချောင်းလိုပါမယ်မာဂါပန်ကတော့သူကပါမင်းနဲ့မာဂါပူကောင်းပါတယ်တော်တော်တန်တန်နဲ့မပြတ်သွားဘူးပေါ့နော်မာဂါပန်ပမင်းနဲ့မာဂါပန်တစ်ချောင်းလိုမယ်ဒီလိုမှန်ဝိုင်းလေးတစ်ချက်လိုပါမယ်အဲ့ဒီမှန်ဝိုင်းလေးမှာဒီဆမာလေးတစ်ခုဆွဲရမယ်ပေါ့နော်ဆမာဆိုတာတဲ့ပေါ့နော်ဒါဒီဂမ်ဘီယာနဲ့ပတ်သက်တဲ့တင်ဂီတလေးတစ်ခုကျွန်တော်တို့ဒါဆွဲရတာဖြစ်ပါတယ်အဲ့တော့ဒီအဲ့ဒါကတော့တခြားသောအထွေထွေတင်ဂီတမဟုတ်ပါဘူး6000ကျဆမာလေးဖြစ်ပါတယ်အဲ့တော့ဒီ6000ကျဆမာလေးကိုဒီမှန်မှာရေးဆွဲပြီးတော့ချိတ်ဆွဲထားအောင်ပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ6000ကျဆမာလေးရပြီဖြစ်ပါတယ်နော်ဒီ6000ကျဆမာလေးမှာ6000ကျဆမာလေးမှာဒီမှန်မှာပေါ့နော်ဒီ6000ကျဆမာလေးရေးဆွဲပြီးသွားပြီဆိုရင်တော့ဒါကျွန်တော်တို့ဒီအစီရင်ကိုဒါလုတ်တာပြုလုပ်တာပြီးသွားပြီလို့တော့ပြောလို့ရပါတယ်အဲ့တော့ဒီမှန်မှာ6000ကျဆမာလေးကိုရေးဆွဲတယ်တခြားပါမှာအထွေထူးရေးစရာမလိုပါဘူးဒီမှန်ကိုမိမိရဲ့ဈေးဆိုင်တို့စတိုးဆိုင်တို့ပေါ့နော်စူပါမားကတ်တို့ပြီးရင်အလုပ်ရုံစက်ရုံမိမိရဲ့ရုံးခန်းနော်လုပ်ငန်းဆောင်တာတွေလုပ်တဲ့နေရာပေါ့နော်မိမိရဲ့စက်ရုံလုပ်ရုံလုပ်ငန်းခွင်တွေမှာချိတ်ဆွဲထားရုံပဲပေါ့နော်အဝင်ဝမှာချိတ်ဆွဲထားရုံနဲ့တင်ပေါ့နော်မိမိတို့စီကိုလာနိုင်တဲ့ပေါ့နော်မကောင်းသော negative energy တွေနော်မကောင်းသော negative energy တွေကိုကာကွယ်ပေးနိုင်တယ်မကဘူးဒီကိုယ်စီကိုပို့လွှတ်လိုက်တဲ့ negative energy တွေရှိရစီကိုတံပြန်သွားစေနိုင်တယ်ဒါနဲ့ဒါအနောက်တိုင်းဂမ်ဘီယာနေစနစ်လေးပဲဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့ negative energy ဆိုတာပါလဲဆိုပေါ့နော်ဒါဒီဘက်ခိကြတော့ဒါ negative energy လို့ခေါ်တာပေါ့ဒါရှေးတုန်းကသူဒါပယောဂခေါ်ပါတယ်အဲ့တော့ပယောဂဆိုတာပေါ့နော်တစုံတစ်ယောက်ကကိုယ်ကိုမကောင်းတဲ့အတတ်ပညာတွေနဲ့ပေါ့နော်ပြုစားတာတို့တိုက်ခိုက်တာတို့နော်သူကိုယ်တိုင်ကိုယ်ကိုပြုစားနိုင်တဲ့အတတ်ပညာတွေမရှိရင်ပြုစားနိုင်တဲ့အတတ်ပညာတွေရှိတဲ့သူတွေကိုတွားပြီးတော့အခချင်းငွေပေးပြီးတော့ကိုယ်စီကိုမကောင်းတဲ့ energy တွေလှုပ်ဖို့အတွက်ပေါ့နော်အခချင်းငွေပေးပြီးတော့ခိုင်းစီတာမျိုးတွေဒါတွေကိုပယောဂခေါ်ပါတယ်အဲ့တော့အဲ့ဒါမျိုးတွေကပေါ့နော်သူတို့တကယ်တမ်းကျတော့အဲ့လိုတစုံတစ်ယောက်ကပြုလုပ်သည်ဖြစ်စီပြုလုပ်လိုက်လို့ရောက်လာတဲ့ပယောဂတွေရှိသလိုအများကဝိုင်းပြီးတော့မိမိကိုဖြစ်စေခြင်းနေတဲ့မကောင်းတဲ့အကြောင်းအရာတွေကလည်းဒါတွေက negative line တွေအနေနဲ့ကိုယ့်စီကိုရောက်လာတတ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ negative wave တွေ negative energy တွေလို့ပြောတာပါအဲ့တော့ဒါကဘာလဲဆိုတချို့တွေရှိတယ်ပေါ့နော်တချို့တွေမဟုတ်ပါဘူးတော်တော်များများကြုံနေရတာရှိတယ်မနာလိုဖြစ်တာပေါ့နော်အလွယ်ပြောရင်မနာလိုဖြစ်တာ jealousy ဝင်တာပေါ့အဲ့တော့ကိုအနီးနားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကဒီကောင်ဘယ်တော့ဘာဖြစ်မလဲဒီကောင်မာကြီးကြည့်နေလိုက်မကြခင်တော့ဘယ်လိုဖြစ်တော့မယ်လို့စားသဖြင့်ဒါဒီလိုလေးတွေစိတ်ထားလေးတွေပေါ့နော်ရှိတတ်ကြတယ်အဲ့လိုစိတ်ထားရှိတဲ့သူတွေကတယောက်ကအစတရားပေါ့နော်များလာလို့ရှိရင်သူတို့ရဲ့စိတ်ကကိုယ်ဝိုင်းပြီးညှို့နေတယ်နော်ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ဘဝကိုဝိုင်းပြီးညှို့သူတို့ဖြစ်ပြီးတော့ကြာတဲ့ခါမှာပေါ့နော်ကိုယ်မှဒီ negative way တွေလှိုင်းနေကိုယ့်စီကိုတဖြည်းဖြည်းနဲ့ကိုယ်တိုင်ကိုသို့မဟုတ်ကိုမိသားစုကိုအိမ်ကိုရဲ့လုပ်ငန်းကိုစိတ်ဝင်လာမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါလေးကအကုန်ကြားတဲ့တဲ့ကာကွယ်လို့ရတဲ့နည်းစနစ်ပါဒီ6000ကျရေးဆွဲထားတဲ့ပေါ့နော်6000ကျရေးဆွဲထားတဲ့မှန်လေးကိုမိမိရဲ့အိမ်နော်အိမ်အဝင်ဝမှာဖြစ်စီနော်လုပ်ငန်းလုံးယုံစက်ယုံနော်ဈေးတိုင်စတိုးတိုင်တွေမှာအဝင်ဝမှာဖြစ်စီချိတ်ဆွဲထားခြင်းအဖြစ်ပေါ့နော်မကောင်းတော့ negative energy တွေကိုကာကွယ်နိုင်တယ်မကဘဲနဲ့တန်ပြန်ပေးနိုင်တဲ့အစွမ်းတတိရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါအောင်မယ်အားလုံးပဲကိုစိတ်နှပြချမ်းသာကြပါစေ